လေးပတ်ရှိတယ်လေးပတ်ဆိုခင်ဗျားထည့်တာ$4ပဲရှိတယ် ก็เลยkakak dina kalau dia macam kakak dah pekat tak selain kalau kakak dina kakak tak ada kakak dah pek di sini na အဲ့တော့ကျွန်တော်ကတပတ်တစ်ခါ home sale သွားတဲ့ခါတိုင်းမှာလေးချက်မကားတဲ့ငွေကိုပြန်ယူမယ်ဆိုရင်ခင်ဗျားပေးရတဲ့ယူတာပဲဟာများမလဲ ก็เลยbiar kita ikhtiar kakak dah pek di bek siapa ayang ตัวอีกุ้งเซลไปมันอยากกินเงี้ยจิกแล้วเนี่ยแป๊กนี่ต้องคิดจริงร้อนหรอกก็อยากซักอะตำก็เงี้ยตามหมดตัวเป็นกุ้งเซลไปมันเงี้ยจิกแค่เดียว အခုကျွန်တော်ပြောပြချင်တာကကျွန်တော်တို့ကဘုရားခင်အတွက်စက္ကတ်တယ်ဆိုတဲ့နေရာမှာအိတ်ဆိုင်ပြီးစက္ကတ်တက်ဖို့ကျွန်တော်တိုက်တွန်းချင်တာဖြစ်တယ် ก็เลยตัวภาษาหน้าที่คิดเกี่ยไอ้จิตตัดจังเงี้ยนะไอ้ในศาสนาปนาตกแค่จิตต้องเรียนน้องใคร နော်ဆိုတော့ကျွန်တော်တို့မှာမရှိလို့ဆိုတဲ့ထဲကဘုရားခင်မတောင်းပါဘူး ว่าอินเนกลงปานินาภาษามันเงี้ยลงอินเนกลง မရှိတဲ့ထဲကမတောင်းဘူးကျွန်တော်မလေးရှားမှာဆိုလို့ရှိရင်လုံးမလုံးတဲ့သူရှိပါဘူး ลิซ่าเป็นหนักที่เสียแต่ก็เสียลงลง ဆိုတော့ဒီ4 ringgit 2 ringgit လောက်ကတော့ပေးနိုင်ပါလေ ตัวบาสซับริงกิตแบกลีจิจังของแบรนด์อาทิตย์เดียวเทคโนโลยีเดี๋ยวมาแสบขนาดนี้งามาก အဲ့ဒီ$1 $2လောက်လေးကိုဘုရားကျောင်းကပြန်တောင်းချင်တယ်ဆိုတာကသူ့နှလုံးသားထဲမှာဘုရားခင်ကိုအတွက်ဘယ်လောက်ထိပေးဆက်ချင်လဲဆိုတာပေါ်လို့ จะเป็นขั้นแบบในอามาสาเป็นบางเงี้ยจิตเต้นตั้มจิเป็นภาษาหน้าที่งาอามาบังละจังจิเป็นแข่งว่ามีน้ำจินั่งไอชุนแล้วจะว่าว่าทีหลัง မပေးပေးထိုက်တယ်ပေးဖို့တင့်တယ်ဟုတ်တယ်ဒါ right ရမှန်တယ် อ่ะตัวอามานักเขียนเรียนเช่นนี้จะแรงแบบพอเป็นแบบอยากไหวมากตัวอี ဒါပေမဲ့ဘုရားကိုချစ်တဲ့နှလုံးသားရှိတဲ့ကျွန်တော်တို့ကတောင်းတင်သလားဆိုတော့စဉ်းစားမှဖြစ်တယ် ก็เลยภาษาหน้าที่งาภาษาหน้าอีตาภาษาเป็นแข่งว่าแต่เองนะเมียดไหวเย ဘု อะ ရားကျောင်းကခိုင်းလာဆိုရင်ရော မကြောက်ဘူး။ဒါတော့ပေးတယ်ကျုံလေးရအောင်လုပ်ပြီးပြီလေ ต้องพูดเอง มองเวเบบี้จีให้ให้ทรงให้แท้อะไรจากนี้ล่ะ ဒါဒီပေးရင်ယူမယ်ဆိုတဲ့စိတ်ရှိကလေးကယူချင်တဲ့ဆန္ဒရှိနေတယ်ဆိုတာပေါ်လွင်တယ် พอพี่น้องชาวอะไรล่ะเอ็ง မ เนี่ย တောင်းတော့မယူတာပဲရှိတယ်မတောင်းတာပဲရှိတယ်ပေးလို့ရှိတယ်ဆိုတဲ့ เอ็งเนี่ยที่เราเห็นนะพอพี่ ဒီ น้อง တော့ဒီလိုစိတ်ရဲ့နောက်ပဲမှာပါရှိတယ်တော့ငါယူချင်တယ်ဆိုတဲ့စိတ်ရှိတယ် เวลาเราพงเปิดรูปยาว ပုံစံလို့မရဘူး အဲ့ဒါဖုံးပဲလို့မရဘူးလိုချင်တဲ့ဆရာရှိဘူး တော့အဲ့တော့လည်းမတိတက်လိုက်တာဆိုပြန်ပြောချင်တယ်ပေးခဲ့ရင် ตัวอาสามเต้ใหญ่แน่นะลุงซิมซุงมาแบบนั้นก็ทักกิโลบางทีจังนั่นแหละพอเป็นตัวล่องลงในสุดสักโลที่ป่าลุงซิมซุง အာ มา နာပြေရော ไม่ไม่ ဘာ บางเจ๊ ก็อยู่ได้อยู่เราไม่ได้เนาะเราอ่านแล้วหวยเราอ่านแล้วเสีย ကျွန်တော်ကအခုပြောနေတာနှလုံးသားကြီးဒီစိတ်လေးသဘောထားပိုင်းကိုပြောတာဖြစ်တယ် อีลุงซิมปวดเสียก้อยด่าลุงซิมปวดเยี่ยมจริงซอเปลี่ยนน้องใกล้ ။ဘာဖြစ်လို့လဲဆိုတော့တကယ်လို့မပေးခဲ့ရင်ကျွန်တော်တို့ကတင်းတော့ကမပေးဆိုတော့နောက်ခေါက်လိုက်တော့ငါအိတ်ဆက်ရတာများတယ်ဆိုပြီးတော့ဖြစ်နေတယ်ဆိုရင်ဒါမှန်ပါတော့မလား มา ။နော်။အမြဲဘယ်လိုခေါ်မလဲအမြဲအဲ့ဒီကိစ္စကတတိထားဖို့လိုတယ်။ကျွန်တော်မလေးရှားတင်းတော်တော့ဆိုတော့အမြဲတမ်းကျွန်တော်တင်းတော်လူတွေကိုပြောတယ်။တင်းတော်တွေကတစ်ခါလေ2လတစ်ခါ3လတစ်ခါလောက်ကြာလို့ရှိရင်သူများတင်းတော်ကိုကျွန်တော်တို့ visit သွားတယ်သူများတင်းတော်နဲ့မိခါတွေသွားတဲ့ခါမှာအမြဲသူတို့ကအဲ့ဒီပတ်စံတောင်းတယ်တီပေါ့နော်ဒီ consultation ထားတယ်လေအမြဲတောင်းလို့ရှိတယ်ဆိုတော့ပြောတယ်မင်းတို့ကိုယ့်စီနဲ့ကိုယ်ချုပ်သွားတဲ့အချိန်မှာအတင်းတော်ပတ်စံတောင်းတာလို့မတောင်းဘူးဟုတ်လားစဉ်းစားကြည့်မတောင်းဘူးဟုတ်တယ်နော်ကိုယ်ဟာလည်းကိုယ်အလေပတ်သွားရင်ပတ်စံဖျားเจ้าကတောင်းလားဘုရားဖျားကိစ္စဖျားသခင်အတွက်ဆွဲနေရမှာကိုယ်ကိစ္စတော့ကကိုယ်အိတ်ဆိုင်ဓာတ်ခင်တွေအိတ်မဆိုင်တင်ဘူးလား อามาแกนเป็นมั้งมาเลเซียเอาลายสักนะพอปีขัดปัญหาพอปีขัดอ่ะขัดเบเบจังนะที่ขอบซีไม่ส่งปังไอ้ส่งพอปีขัดจะขัดมั้งที่ขอบไปตอนนั้นไอ้ไปจังนะพอขัดเต้นะว่าไอ้ไปนะ